ကျင်နာတရားတွေခေါင်းမာခဲ့လူရဲ့ဖြစ်လာဘွားကြီးတဲ့ မမကြီးဟဲ့ဘာရှာနေတာလဲ ကို့နေရာကိုသိစားမှာဒါငါညမအခန်းလေငါဝင်ချင်းဝင်မဲ့ထွက်ချင်တွက်မဲ့ငါသဘောညစ်ဘူးတပြားသားမှမပါဘူးကို့နေရာကိုသိနော် ကျမဥဖို့ကြောင့်ရှစ်တုံးမိုးစကားတစ်ခါတည်းပြောလိုက်မယ်နောက်တစ်ခါဥဖို့ကြကျမတို့ရှိတာပတ်စံတောင်းမှုစိတ်မကူတော့ဘူးကျမတို့ထပ်ပြီးမပေးနိုင်တော့ဘူးတော့ အဲ့ဒီစကားကိုငါတစ်သက်လုံးခေါင်းထဲမှာထည့်တာဒါပေမဲ့ငါတို့ကမျိုးပြေချမ်းမှတ်တာတော့နောက်တစ်ခါနင်တို့စီငါထပ်လာအောင်မှာအဲ့ဒီအချိန်ကျရင်နင်တို့ငါအပေါ်မှာဘယ်လိုဆက်ဆံတယ်လဲဆိုတာကိုလေအတိနင်တို့ဆက်ဆံတယ်လို့မျိုးငါဘက်ကလေပြန်ပြီးတုတ်ပြန်လာအဲ့ဒါလေခေါင်းထဲထည့်တာ ကျင်နာတရားတွေခေါင်းမာခဲ့လူရဲ့ဖြစ်လာဘွားကြီးတဲ့ Fortune TV မှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကို Fortune TV application နဲ့လည်း Dial Live ကြည့်ရှုနိုင်ပါတယ်။